Hello အားလုံးပဲမင်္ဂလာပါရှင်။ OC မှာကောင်းမောင်းလန်စင်ရဖို့ဘယ်လိုလုပ်ရလဲဆိုတာကိုလာမင်းနေကြတဲ့တကယ်ချင်းတွေအတွက်ကျွန်မဒီဗီဒီယိုလေးနဲ့ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ရှင်။ဒီပြီးသားသူတွေအတွက်ကြတော့ဒီဗီဒီယိုကိုကြော်သွားလို့ရပါတယ်။ဒါပေမဲ့ဒီ OC ကိုအခုမှရောက်ပြီးအခြေချတဲ့သူတွေ OC ကောင်းမောင်းလန်စင်ရဖို့အခုမှလေ့လာနေတဲ့သူတွေအတွက်ရည်ရွယ်ပြီးတော့မှဒီဗီဒီယိုလေးကိုလုပ်ရခြင်းဖြစ်ပါတယ်ရှင်။ဘာလို့လဲဆိုတော့ OC နိုင်ငံမှာကောင်းမောင်းလန်စင်ကဘယ်လောက်ထိအရေးကြီးလဲဆိုတာ OC မှာနေထိုင်တဲ့သူတွေအသိဆုံးဖြစ်မှာပါ။ပထမဦးဆုံးကျမတို့လန်နန်ပါမင်ကိုအရင်ယူရမှာဖြစ်ပါတယ်ရှင်။လန်နန်ပါမင်ရဖို့အတွက်ကျမတို့ကောင်းမောင်းလန်စင်ရုံးမှာသွားဖြေရမှာဖြစ်ပါတယ်။ကိုကလန်နန်ပါမင်အောင်သွားပြီဆိုလို့ရှိရင်တော့ကိုနဲ့အတူကောင်းမောင်းတင်ပြီးမဲ့တငယ်ချင်းပဲဖြစ်ဖြစ်ဆရာပဲဖြစ်ဖြစ်ကလမ်းပေါ်မှာကောင်းမောင်းတင်ခွင့်ရပါပြီရှင်။ပြီးသွားလို့ရှိရင်တော့မိမိကကားမောင်းတင်ပြီးလို့ကိုကားမောင်းကျွမ်းကျင်ပြီးလို့ယူဆပြီးဆိုလို့ရှိရင်တော့တခါပြန်ပြီးတော့မှဒီကားမောင်းလန်စင်ရုံးမှာဟာစတက်ကိုပြန်ဖြေရမှာဖြစ်ပါတယ်ရှင်မိမိကဟာစတက်ဖြေလို့အောင်ပြီးသွားလို့ရှိရင်တော့နောက်ဆုံးအဆင့် practical test ကိုဖြေလို့ရပါပြီရှင် practical test ကိုကြတော့မိမိတို့ဒီ online မှာ booking အရင်လုပ်ရမှာဖြစ်ပါတယ်ကိုဖြေရမယ့်နေ့ရက်လအချိန်ကြာလာပြီဆိုလို့ရှိရင်သွားဖြေလို့ရပါပြီရှင်အဲ့ဒီ practical test ကိုဖြေတဲ့နေ့မှာပဲမိမိကအောင်သွားပြီဆိုလို့ရှိရင်အဖြေချက်ချင်းသိရမှာဖြစ်ပါတယ်ကိုဖြေထားတဲ့ဒီရလဒ်လေးတွေကိုလည်းအခုလိုမျိုး email မှာပို့ပေးမှလည်းဖြစ်ပါတယ်ပြီးသွားလို့ရှိရင်တော့ကျမတို့ပေးထားတဲ့အိတ်လိပ်စာနဲ့ယောဂအနေတစ်ဆင့်ကျမတို့ရဲ့ driver license ကိုတော့2ပါးလောက်စောက်ပြီးတော့မှအခုလိုမျိုး driver license ကိုလက်ခံရရှိမှာဖြစ်ပါတယ်ရှင်လူရင်းတူရှင်းအနေနဲ့ချုပ်ပြီးပြန်ပြောရလို့ရှိရင်တော့နံပါတ်1ချက်ကတော့ကျမတို့ learner permit test ကိုကွန်ပျူတာနဲ့အသုံးပြုပြီးတော့မှစာလို့ဖြေရမှာဖြစ်ပါတယ်ရှင်နံပါတ်2ကတော့ HACCP ပေါ့နော်သူလည်းကွန်ပျူတာနဲ့ဖြေရမှာဖြစ်ပါတယ်နံပါတ်3ချက်ကတော့ practical test ပေါ့သူကတော့ကျမတို့ကားမောင်းကျွမ်းကျင်မှုရဲ့ဒီကားရဲ့စီကံလိုက်နာမှုကိုအကဲခတ်ပြီးမဲ့ဘေးနားမှာထိုင်မဲ့လူကြီးပေါ့နော်အဲ့ဒီ3ဆင့်စလုံးအောင်ပြီးသွားလို့ရှိရင်တော့ကျမတို့ဒီကားလန်စင်ကိုရမှာဖြစ်ပါတယ်ရှင်ကျမတို့ကတော့ကံကောင်းသောအဖြစ်ကျမဒီအချက်3ချက်ကိုတစ်ချိန်တည်းနဲ့အကုန်လုံးအောင်လာခဲ့ပါတယ်ပေါ့နော်အဲ့ဒီအတွက်ကြောင့်လဲကျမကားလန်စင်ရဖို့ကူညီပေးတဲ့မိတ်ဆွေတငယ်ချင်းတွေအားလုံးကိုကျမတရားနေကျေးဇူးတင်ကြောင်းပြောကြားလိုပါတယ်ရှင်အားလုံး thank you ပါ